အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုကတော့စာအုပ်ကလေးကိုဆရာကြီးဖေမြင့်ရဲ့နှလုံးသားအာဟာရစာအုပ်ထဲကစက္ကန့်ဆိုတဲ့အပိုင်းလေးကိုဆက်ပြီးတော့ဖတ်ရှုပေးမှာဖြစ်ပါတယ်လိုက်ပါနားဆင်ပေးပါအောင်ရှင်စက္ကန့်လူသားတစ်ယောက်ရဲ့ဘဝမှာအကောင်းဆုံးအစိတ်အပိုင်းဆိုတာမကြီးကျယ်တဲ့အမည်မဖော်တဲ့အမှတ်တရပြုတ်မနေတဲ့အကျဉ်းသာမြစ်တာအပြုတ်မူလေးများပါဝီလီယံဝတ်စဝတ်ကျွန်တော်လူပြိုပေါအရွယ်လောက်ကဖြစ်သည်အဖေနဲ့ကျွန်တော်စက္ကပ်ပေါ်အတွက်လက်မှတ်တန်းစီနေကြသည်အတော်ကြာဆောင်ဆိုင်ပြီးသည့်နောက်တွင်လက်မှတ်ပေါင်းနှင့်ကျွန်တော်တို့ကြားမှာမိသားစုတစ်ခုသာကြံလေသည်ဒီမိသားစုကိုကြည့်ပြီးကျွန်တော်သဘောကျနေမိသည်ကလေးကြီး၈ယောက်ပါသည်တယောက်မြောက်12နှစ်ပြည့်သေးပုံမပေါ်မရသူတို့အသွင်အပြင်တွေကြီးယုံဖြင့်ပင်ငွေကြေးပြည့်ပြည့်စုံစုံထဲကမဟုတ်ကြောင်းသိနိုင်သည်အဝတ်အစားတွေကအဖိုးတန်တွေကမဟုတ်သို့တော့တက်ရရှိသည်ကလေးတွေကအမှုအရာရင်ကျေးသည်မိဘများနောက်မှာနှစ်ယောက်တွဲလက်ချင်းချိတ်ပြီးတန်းစီနေကြသည်သို့တော့နှုတ်ကမူညဘက်တွင်သူတို့ကြည့်ရမည့်စက္ကပ်လူပြက်များစင်လိမ်မာများနှင့်အခြားပြကွက်များအကြောင်းကိုအားတက်သရောပြောဆိုနေကြသည်သူတို့လေးတွေခမများစက္ကပ်ပွဲတစ်ခါမှကြည့်ဘူးကြဟန်မတူဒီညကတော့သူတို့ဘဝမှာတကယ်အမှတ်တရညဖြစ်တော့မည့်ပုံမျိုးအဖေနဲ့အမေကအုပ်စုထိပ်မှာဝမ်းမြောက်ဂုဏ်ယူသည့်အသွင်မြင်ဖျားဖြင့်ရပ်နေကြသည်ကလေးတွေဤမိခင်ကခင်မောတဲကြီးလက်ကိုကင်လျက်သူ့မျက်နှာကိုရွှွှန်းဆားဆားကြည့်နေပုံမှာမိချစ်သူလူစွမ်းကောင်းကြီးဟုနှုတ်ခွန်းဆက်နေပြီးသည့်အလားအထင်ကြီးမှုလေးစားမှုလက္ခဏာတွေအပြည့်ပါသည်ခင်မွန်းတဲကလည်းအာကိုစမ်းမှအခြေရဟုခွန်းတုံပြန်နေသည်နှင့်ဂုံယူသောအပြုံးနှင့်ချစ်ကြည်နူးစွာကြည့်သည်ဒီအခိုက်လက်မှတ်ရောင်းသောအမျိုးသမီးကအဖေလို့သူအားလက်မှတ်ဘယ်နှဆောင်ယူမလဲလမ်းမေးသည်ကျွန်တော်ကလင်းလက်မှတ်8ဆောင်နဲ့လူကြီးလက်မှတ်2ဆောင်လို့ကျင်ပါတယ်အဲ့ဒါမှကျွန်တော်တို့တမိသားစုလုံးလာလို့ရမှာသူကတက်တက်ကြွကြွပင်ဖြေသည်အမျိုးသမီးကလက်မှတ်ခနှုံထားများလှမ်းပြောသည်ဇနီးတဲ့ကသူ့ခင်မွေးလက်ကိုလှုပ်ချလိုက်ပြီးခေါင်းလဲငုံသွားသည်အမျိုးသား၏နှုတ်ခမ်းတွေတစ်ဆက်ဆက်တုံလာသည်သူရှိသူအနှဲငယ်တို့ကဘလောက်ပြဟူ၍မေးသည်လက်မှတ်ရောင်းသောအမျိုးသမီးကဈေးနှုန်းတွေထပ်ပြောသည်အဖေလို့သူမှပတ်စံအလုံးလောက်မပါသို့တော့ဒီအချိန်ကျမှသူနောက်ဘက်လှည့်ကားကလေးတွေကိုအဖေမှပတ်စံအလုံးလောက်မပါလို့ဒီညစက္ကန့်ကြည့်နိုင်မှာမဟုတ်ဘူးဟုသူဘယ်သို့ပြောထွက်နိုင်ပါမည်ဖြစ်ပျက်ပုံအလုံးစုံကိုမြင်ကကျွန်တော်အဖေအင်ကြီးအိတ်ထဲလက်နိုင်သည်ဒေါ်လာ20တန်တရွက်ထုတ်လာပြီးနောက်ငွေကြီးပေါ်အသာပစ်ချသည်ကျွန်တော်တို့လည်းချမ်းသာသူများမဟုတ်ကြောင်းကြားဖြတ်ပြောလိုပါသည်ထို့နောက်အဖေပဲဒီပတ်စံကိုပြန်ကောက်ကကလေးများဖခင်ပခုံးကိုတော့ပုတ်ပြီးပြောသည်ဒီမှာခမစောစောကခမအိတ်ထဲကထွက်ကြသွားတယ်အဖေဘာလို့ဒီဆိုတာထိုပုတ်ကိုကောင်းစွာနားလည်လိုက်ပါသည်ဘသူစီမမှသူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်သို့တော့ဒီလိုအသေးအတန်အရေးတကြီးအချိန်ဖခင်တယောက်အနေနဲ့အရှက်ကြီးချဲရမည့်အချိန်မျိုးအဖြစ်မျိုးကြုံရအဆဲဆဲအချိန်တွင်မမျှော်လင့်ပဲပေါ်ပေါက်လာသည့်ဒီအကူအညီအတွက်သူတကယ်ပဲကျေးဇူးတင်သွားခဲ့သည်အဖေမျက်လုံးအစုံကိုသူစူးစိုက်၍ကြည့်သည်ဒေါ်လာ20တန်ကိုင်ထားသောအဖေလက်ကိုသူ့လက်နှစ်ဖက်နှင့်ဖြည့်ညှိဆုပ်ကိုင်ကတုံရီသောနှုတ်ခမ်းများဖြင့်ကျေးဇူးတင်စကားဆိုသည်ကျေးဇူးတင်ပါတယ်ဗျာတကယ်ကိုကျေးဇူးပါပဲကျွန်တော်အတွက်ရောကျွန်တော်မိသားစုအတွက်ပါအဖိုးမပြတ်နိုင်ပါဘူးခင်ဗျာဒီလိုပြောရင်သူ့ပါပြင်ပေါ်မျက်ရည်တစ်ပေါက်လိမ့်စင်းကျလာသည်အဖေနဲ့ကျွန်တော်ကားစီသို့လှည့်ပြန်ကအိမ်သို့ပဲမောင်းလာခဲ့ကြသည်အဲ့ဒီညစက္ကပ်ပွဲသို့ကျွန်တော်တို့မသွားကြပါသို့တော့ဒီညသည်အချင်းကြီးညတော့လုံးဝမဟုတ်ခဲ့ဒီစာပိုက်လေးရလေအရန်ကိုဝမ်းနေရတဲ့စာစုလေးတစ်ခုပေါ့နော်ဝမ်းနဲ့ဝမ်းသာဖြစ်ရတဲ့စာစုလေးတစ်ခုလို့မြင်မိပါတယ်ဒီကလေးလေးတွေပေါ်ထားတဲ့ဖခင်တယောက်ရဲ့မြစ်တာဇနီးမယားပေါ်ထားတဲ့ခင်မွန်းကောင်းရဲ့အချစ်လေးတွေကိုတွေးရှိရပါတယ်နောက်တစ်ခုကတော့ဒီသားဖ2ယောက်ရဲ့ပေါ့နော်သားဖ2ယောက်ရဲ့ဒီကိုညီကျင်တဲ့စိတ်ကလေးနဲ့ပေါ့နော်ကိုမှမရှိပေမဲ့လည်းကိုညီလိုက်တဲ့ဒီစေတနာမေတ္တာတွေကိုအတိုင်းသားမြင်နေရပါတယ်ဆိုတော့ကျမတို့တွေလည်းကျမတို့ကိုညီနိုင်တဲ့အကူညီလေးတွေကိုကျမတို့တန်းနိုင်တဲ့ဘက်ကနေပြီးတော့
နဲတာများတာပဒါနမထားမဲတယ်ပေါ့နော်တကယ်ကိုလိုအပ်တဲ့သူကိုညီခွင့်ရတာဟာတကယ်ကိုကျင်းချင်းဝမ်းသာဖြစ်ရတဲ့အခိုက်အတန့်လေးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမကဒီဆရာကြီးဖေမင်းရဲ့နှလုံးသားအာဟာရစာအုပ်ကလေးကိုတည်တည်ချာချာလေးလေးနက်နက်နဲ့တပိုင်ချင်းစီဖတ်ပြပေးခြင်းဖြစ်ပါတယ်။နောက်အပိုင်းလေးမှာလည်းဘယ်လိုမျိုးကြည်နူးဝယ်ရဘယ်လိုမျိုးစိတ်ဝင်စားစရာဘယ်လိုမျိုးစိတ်ခွန်အားပေးတဲ့စာဆိုလေးတွေကိုစာပိုက်လေးတွေကိုဖတ်ရအောင်မလဲဆိုတာကိုစောင့်မျှော်နားဆင်ပြပါအောင်ရှင်။နားဆင်ပေးကြတဲ့တဦးတစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။